လိုင်းထဲမှာဗုဒ္ဓဘာသာယဟန်တွေကနော်ပလင်ပေါ်ကကြစ်လိုက်လို့ရှိရင်နို့တွေပူတာတော့နော်လှလှအမျိုးသမီးအလှပလေးတွေကိုတဏှာစိတ်တွေတဏှာယူတာတော့ရှောက်ပြိုးနေတဲ့အစ္စလမ်မိမပေါ့နော်သူယောက်ျားအစ္စလမ်ပေါ့သူကတော့ဗုဒ္ဓဘာသာအစားတော့ကတော့အခုတော့အစ္စလမ်ဘာသာဝင်ယောက်ျားနဲ့ညားပြီးတော့သူယောက်ျားခိုင်းသမျှကိုပြောနေရတာပေါ့နော်ကျုပ်တို့ဗုဒ္ဓဘာသာလူမျိုးတွေလည်းမယုံကြနဲ့နော်အဲ့ဒါတွေစိတ်ဝင်ကြွပြီးအမျိုးမျိုးရှောက်ဖြစ်အောင်လို့ပြောနေတာကျွန်တော်တို့ဗုဒ္ဓဘာသာအမျိုးကောင်းသမိန်တွေကဘသူကအဲ့လိုနို့ပေါ်ဖင်ပေါ်တရားပွေသွားမှာတော့နော်လုံလုံရှုံရှုံဝက်ပြီးမှအပေါ်ကတပတ်တော့နော်ရှုံထေတို့ကိုယုံတို့နော်အကုန်လုံးအဲ့လိုဟိုလုံလုံရှုံရှုံသွားပြီးမှတရားနာကြတာလေခင်ဗျားတို့စဉ်းစားကြည့်အဲ့အမျိုးသမီးကဗုဒ္ဓဘာသာမဟုတ်ဘူးပြီးတော့ကျုပ်တို့အမျိုးသမီးတွေကိုလေစိုးစောကားပြောနေတာဗုဒ္ဓဘာသာအမျိုးသမီးစိုးကားနေတာအဲ့နော်အဖင်ပေါ်နို့ပေါ်ဘသူကသွားမှာတော့ဘိုလ်ဘီပေါ်ဘိုလ်ဒလီတွေပေါ်အောင်ဘသူကဝက်ပြီးသွားတာတော့တရားနာဖို့သွားတာနော်အဲ့မိမကျုပ်တို့ဗုဒ္ဓဘာသာလူမျိုးတွေအမျိုးကောင်းသမီးတွေကိုစိုးကားတာတရားပွဲကိုသွားတဲ့အမျိုးကောင်းသမီးတွေစိုးကားတာနော်ပြီးတော့ဗုဒ္ဓဘာသာယဟန်တွေကဘယ်သူကိုအဲ့လိုဟိုတဏှာကျယူတာတော့နင်းကိုယူတာလားနင်းယူရင်နင်းပြလေနင်းကျမတို့ဒီဘေးဖုန်းကြီးကဘေးနေရာမှာတရားပွဲမှာတဏှာယူတယ်လို့ပြလေအဲ့ဖုန်းကြီးကတရားလို့လုံးမယ်အခုနင်းကိုတရားလို့လောက်ပြီးတော့ငါတရားဆွဲမှာနင်းအဲ့ကောင်မရဲ့လိပ်စာရှိရင်ကျွန်တော်ကိုပို့ပေးကြပါနော်ဒါဗုဒ္ဓဘာသာကိုဆိုကားတယ်ဗုဒ္ဓဘာသာလူမျိုးတွေကိုလည်းဆိုကားတယ်ဗုဒ္ဓဘာသာအမျိုးကောင်းသမင်းတွေကိုလည်းတသက်ဆိုကားတာအဲ့အမျိုးသမီးကိုကျွန်တော်တရားလို့လုပ်ပြီးအရေးယူမှာဖြစ်ပါတယ်နော်အဲ့မျိုးသမီးကတသက်ဆိုကားနေတာနော်ဘာသာသာသနာလူမျိုးတွေကိုဆိုကားခြင်းဖြစ်ပါတယ်နော်အဲ့ဒီအမျိုးသမီးပြောတဲ့စကားတွေနားယောင်ပြီးတော့ကောင်းမက်မှာအမျိုးမျိုးမရေးကြနဲ့နော်ဘာသာရှားတွေအတွက်အမှတ်ဖြစ်သွားမယ်သုံးသက်ကြနော်တိလသမာဓိပညာရှိတဲ့လူတွေပဲနော်ဒါမှန်မမှန်တရားနာသွားလို့ရှိရင်ကျမတို့ကဘလို့တရားနာသွားတော့ကျွန်တော်တို့ရဲ့မိန်းမတွေညီကိုမောင်နှမတွေဘလို့တရားနာသွားတော့ဖင်ပေါ်နို့ပေါ်ဘသူကသွားမှာတော့နော်အဲ့မိန်းမတသက်ဆိုကားနေတာအဲ့ဒါကိုလက်မခံနိုင်ဘူးတရားဆွဲမှာဖြစ်ပါတယ်နော်